Okay အားလုံးမင်္ဂလာပါခင်ဗျအခုဒါဘန်ကောက်ဟိုပတိုနန်းမှာငလင်လှုပ်သွားတဲ့အခြေအနေပါငလင်လှုပ်တဲ့အခြေအနေကတော်တော်လေးကိုဆိုးပါတယ်နော်တနာရီ28မိနစ်ကငလင်လှုပ်ပြီးတော့ဒီ Platinum Shopping Mall အပေါ်ဒီမှာဆိုလို့ရှိရင်လည်းဟိုအားလုံးကရိမ့်ထိုးနေပြီးတော့ဗောနော်အခုဆိုရင်လမ်းမပေါ်ကိုလူတွေထွက်ပြီးတော့ပြေးလာပြီးတော့ငလင်လွတ်ရကိုရှောင်တဲ့အနေအထားကိုတွေ့နေရပါတယ်ခင်ဗျဟုတ်ကဲ့အခုမြင်တွေ့နေရတာတော့ဒီဘန်ကောက်ပတိုနန်းမှာငလင်လှုပ်သွားတာပါခင်ဗျတနာရီ28မိနစ်အချိန်ကငလင်လှုပ်ပြီးတော့ဗောနော်အခုဆိုရင်လမ်းမပေါ်ကိုဟိုထွက်လာတဲ့လူအုပ်ကြီးဖြစ်ပါတယ်ဒါဘန်ကောက်ပတိုနန်းမှာငလင်လှုပ်သွားတဲ့အခြေအနေပါငလင်လှုပ်သွားလို့အခုလိုမျိုးပေါ့နော်လူတွေအများကြီးအပြင်ဝင်ထွက်လာပြီးတော့ငလင်လွတ်ရကိုရှောင်တဲ့အနေအထားဖြစ်ပါတယ်ရင်ကြောတွေလည်းပိတ်ဆို့ပြီးတော့အခုဆိုရင်ဒါဟိုကြောက်လက်နှကြားနဲ့ထွက်ပြေးလာတဲ့လူအုပ်ကြီးပါခင်ဗျငလင်အခြေအနေကတော့ဆိုးပါတယ်နော်အခုဆိုရင်လူတွေကတော့ပြေးနေပါတယ်အခုကျွန်တော်လိုင်းလွှင့်နေတဲ့Platinum Mall အပေါ်တက်မှာဆိုရင်လည်းဒါအခြေအနေတော့ဆိုးပါတယ်အားလုံးခေါင်းတွေမူးပြီးတော့အကုန်လုံးကပေါ့နော်ဟိုခိုင်ပြီးတော့ဟိုနေရတဲ့အနေထားပါအခုဆိုရင်လူတွေဒါပြေးကုန်ကြပါပြီခင်ဗျလူတွေပြေးနေကြပါပြီဟမ်ဟုတ်ကဲ့လူတွေပြေးနေကြတဲ့အနေထားပါခင်ဗျာဟုတ်လူအုပ်ကြီးရတာဆိုရင်ဟိုပြေးနေတဲ့အနေထားပါဟိုးရှိမှလဲဒါဟိုလူအုပ်ကြီးပါခင်ဗျာအခုဆိုရင်ဒါဟိုအဆောက်အုံတွေကနေလူတွေအကုန်လုံးပြေးထွက်လာတဲ့အနေထားပါမောင်ဆိုင်လေးကတော့ဟိုPlatinum Mall ပေါ်ကနေဟို live လွှင့်နေတာပေါ့နော်စောစောကလည်းကျွန်တော်တို့ Platinum Mall ရဲ့အပေါ်တက်မှာတော်တော်လေးကိုငလင်လှုပ်သွားပါတယ်ငလင်ကတော်တော်လေးကိုပြင်းပါတယ် Richard Scale ဘယ်လောက်ရှိရ